ငါတစုထိုးလူချမ်းကြီးကိုအနင်းသာလမ်းမပြခဲ့ရင်ခန္ဓာပြတ်ဖို့ချိန်သေးမင်္ဂလာပါကျွန်တော်နာမည်ကတေးရီအိခင်မင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တခြင်းနာမည်ကလမ်းပြဖြစ်ပါတယ်ဒီတခြင်းလေးကကျွန်တော်ကိုတီးပေးတာဆော့ဘလက်ဆက်ကတော့အကုန်လုံးတာဝန်ယူပြီးတီးပေးပါပါတယ်နော်ဘန်နာမည်ကတော့ကင်ပါဝါဒီတခြင်းလေးကတော့ရော့ဘတ်ကိုနည်းနည်းသွားတာပေါ့နော်ရော့အရင်တော့မဆန်ဘူးပေါ့ရော့ဘတ်လေးနည်းနည်းလေးကျွန်တော်တို့ကူးထားတယ်ပေါ့နော်လမ်းပြဆိုတဲ့အတိုင်းပေါ့ဒီတခြင်းလေးဖြစ်ဖို့အတွက်တကယ်တဆုထိုးတစောက်ကန်လူချမ်းကြီးတွေရဲ့ဘေးနားမှာအမြဲတမ်းအနစ်နာခံပြီးချစ်နေကြတဲ့မင်းကလေးတွေအများကြီးရှိတယ်သူတို့ရဲ့ဘဝကိုကျွန်တော်ဝင်ပြီးတော့ဒီလူချမ်းကြီးတွေကလည်းနှလုံးသားအရန်နှုညံ့ပြီးသူတို့ပြောချင်တဲ့စကားလုံးလေးတွေချိုးမိန်တယ်ဒါပေမဲ့သူတို့ဘက်ကမထွက်တတ်ဘူးအဲ့အတွက်ကျွန်တော်ကိုယ်တိုင်ဒီထဲကိုတိုက်ရိုက်ဝင်ပြီးတော့လူချမ်းကြီးတွေကိုချစ်ခဲ့တဲ့မင်းကလေးတွေအတွက်ကျွန်တော်ရေးပေးတာအဲ့အတွက်ဒီလူချမ်းကြီးတွေတစထိုးလူချမ်းကြီးတွေကိုမချစ်မိနေတဲ့မင်းကလေးတွေကဒီတခြင်းကိုမဖြစ်မနေနားထောင်တဲ့တယ်အဲ့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့တည်တံ့ကိုကျွန်တော်ဒီတခြင်းလေးကိုကျွန်တော်ချစ်သူများနေမရောက်ခင်မှာ12ရက်နေမှာကျွန်တော်တည်တံ့တာထုံးအတွက်မဖြစ်မနေနားထောင်တဲ့အရာပါအဲ့တော့ကျွန်တော်နားထောင်ပေးပါဒီလမ်းပြဆိုတဲ့အထေရစာသားတွေနဲ့အတူပဲကျွန်တော်ဒီဘဝလေးကိုလမ်းပြနဲ့အတူကျွန်တော်ပြန်ရောက်လာတယ်ကျွန်တော်ရဲ့ဘဝအတွေ့အကြုံကရေမိုးရဲ့ရင်ပတ်ထဲကတခြင်းတစ်ခွေလုံး14ပုတ်ကိုကျွန်တော်တကူတော်ကြီးတယ်ကျွန်တော်ရဲ့ပုံစံတွေကအမြဲတမ်းမြင်တွေ့နေကြနားရီဝနေတဲ့အတန်နဲ့လည်းမတူဘူးမြင်တွေ့နေကြပုံစံတွေလည်းတူမှာမဟုတ်ဘူးကျွန်တော်ရဲ့ပုံစံတွေကအဲ့တော့ကျွန်တော်ကတမူကွဲပြားပြီးထွက်လာတာအဲ့တော့နားရီဝနေတဲ့အတန်တွေလိုမျိုးကျွန်တော်အတန်ကိုမထင်ပါနဲ့မြင်တွေ့နေကြပုံစံလိုမျိုးကျွန်တော်မဟုတ်ဘူးကျွန်တော်ရဲ့ style ကျွန်တော်ခွဲထွက်လာတယ်အဲ့တော့ကျွန်တော်နဲ့လူချင်းတူပေမဲ့ကျွန်တော်နဲ့အကြိုက်ချင်းမတူခဲ့ရင်လည်းကျွန်တော်လက်ခံပါတယ်ဒါကျွန်တော်ရဲ့ဂီတအဲ့တော့ဒီအတိတ်အကြောင်းကိုပြန်ပြောပြမယ်ဆိုရင်ကျွန်တော်တခြင်းပေါင်းများစွာကိုကျွန်တော်ရေးရင်တကူတော်ပဲရေးပါတယ်တစ်ခွေလုံးကိုကျွန်တော်တကူတော်ပဲရေးတယ်အခုဒီခွေမှာလည်းကျွန်တော်ရတနာမိုင်းပါတယ်အင်ချစ်ပါတယ်ထက်မိကြီးပါတယ်ဒီခွေကလုံးဝဇုံလုံးမြုပ်ပြီးတော့ကန်းကလင်ရမရသွားတဲ့ချိန်မှာလမ်းပြတခြင်းလေးရမှာကျွန်တော်အဘွားတွေပါအဲ့အတွက်ကျွန်တော်ဒီတခြင်းမှာဘဝနဲ့ယဉ်ပြီးတော့ဒီလမ်းပြတခြင်းကိုကျွန်တော်ကိုယ်တိုင်ဆိုပါခုနကနားရီဝနေတဲ့အတန်တွေတော့မဟုတ်ပါဘူးမြင်တွေ့နေကြပုံစံမျိုးလည်းမဟုတ်ပါဘူးကျွန်တော်မှတမူထိုးပြီးတော့ချိုရင်းချက်လေးတွေရှိရင်လည်းကျွန်တော်နားလည်ပေးပါဗျကျွန်တော်ထက်နေကြီးရဲ့တခြင်းကကျွန်တော်ရည်ဖြစ်တာကြတော့ကျွန်တော်ဒီတခြင်းကိုကျွန်တော်ရဲ့ရင်ပတ်ထဲမှာကြတော့ကျွန်တော်သူ့ရဲ့အတန်ကိုကျွန်တော်အရန်ခိုက်တယ်ကျွန်တော်အဆိုတော်ကိုစကားစစ်ပြီးကျွန်တော်ရှာတယ်သူကျွန်တော်ကိုယူသားစွာနဲ့ကျွန်တော်ဆိုချင်တဲ့ပုံသဏ္ဍာန်ရောက်အောင်သူကျွန်တော်ဆိုပေးတယ်ဒီတခြင်းခုလိုအောင်မြင်သွားတယ်ဆိုတာလဲဒီတခြင်း top 5တဲ့ဝင်သွားတယ်ဆိုတာလဲထက်နေကြီးကြောင်းပါထက်နေကြီးရဲ့အာမန်အပြည့်နဲ့ထက်နေကြီးရဲ့ကျွန်တော်ရဲ့မှုထဲမှာရောက်အောင်ဆိုတဲ့ကြောင့်မလို့ဒီတခြင်းကိုကျွန်တော်တစ်ခါနားထောင်ရင်တစ်ခါသတိရအားကြောင့်မလို့ကျွန်တော်ထက်နေကြီးကိုလည်းကျွန်တော်လေးစားတယ်သူ့ကိုကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ပြောတယ်ကျေးဇူးအရန်တင်တယ်သူညွန့်ပြပေးလို့ကျွန်တော်ဒီသေးတန်တာကိုကျွန်တော်ရောက်လာတာပါအဲ့ဒီအတွက်လည်းကျွန်တော်ပို့ပြီးတော့ကျေးဇူးတင်ပါကျွန်တော်ဘဝတစ်လျှောက်လုံးမှာကျွန်တော်တကူတော်ရေးတယ်တကူတော်ထုတ်လုပ်တယ်အဲ့အတွက်ကျွန်တော်မင်းကလေးအဆူတော်တွေကိုကျွန်တော်တချင်းမရေးပြခဲ့ပါဘူးဒါပေမဲ့ကျွန်တော်မိုင်လေးနဲ့ကျွန်တော်တို့နဲ့ကျတော့တော်တော်လေးကိုတိကျွမ်းခဲ့ကြတာအမေမိုင်နဲ့လည်းကျွန်တော်တိကျွမ်းခဲ့ကြတယ်အဲ့ချိန်မှာကျွန်တော်မိုင်လေးရဲ့အတန်နဲ့သူ့ရဲ့ကျွန်တော်တချင်းလေးတစ်ပုတ်ဆိုပေးပါလားလို့ကျွန်တော်ကပြောတာပါကျွန်တော်ကပြောတော့အန်တီတို့ကလည်းဟာငါသားဆိုပေးရမှာပေါ့တဲ့ကျွန်တော်ရိုးရှင်းစွာနဲ့ချက်ချင်းလက်ခံတဲ့ခါမှာကျွန်တော်ကတချင်းလေးကျွန်တော်နှစ်ပုတ်ကျွန်တော်ပြတယ်သူတို့နှစ်ပုတ်လုံးဆိုတယ်နှစ်ပုတ်လုံးဆိုပေးပါအဲ့တော့ကျွန်တော်ကဒီကျွန်တော်ရဲ့ဘဝမှာမင်းကလေးအဆိုတော်ကိုကျွန်တော်စပြီးတော့ရေးပေးတာရတနာမိုင်းအတွက်ဖြစ်ပါလားအဲ့တော့ကျွန်တော်မင်းကလေးအဆိုတော်တွေကိုကျွန်တော်ရေးတဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ရေးပုံရင်းဒီပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်နည်းနည်းလောက်အကဲဖြတ်ပေးပါလို့ကျွန်တော်ကအရင်ဆုံးပြောပြခြင်းပါတည်တံတာမှာကျွန်တော်ရဲ့တခြင်းတွေစတိုက် trust နေပါတယ်အခုဆိုရင်တော့ထက်နေကြီးရဲ့တခြင်းကလမ်းမှာတွေ့ရင်မခေါ်နဲ့ဆိုတဲ့တခြင်းက top 5 တဲ့ဝင်သွားပါတယ်ရှေ့ရက်နေ့မှာ trust ရှိခဲ့တဲ့ရတနာမိုင်ရဲ့တဘဝစာအိမ်မက်လည်းအခုတောင်းတစ်ခုမှပြေးပါတယ်
နောက်ဆုံးကျွန်တော်ရဲ့တခြင်းကတော့အခုဒီနေ့ထွက်ပါတယ်အဲ့အတွက်ချစ်သူများနေမှာမဖြစ်မနေကျွန်တော်တခြင်းလေးကိုကြည့်တင်ပါတယ်ဗျာအဲ့အတွက်တည်တံ့တာမိသားစုနဲ့တည်တံ့တာ family အားလုံးနဲ့အားလုံးကိုကျွန်တော်ကာဝရပြုပါတယ်ကျေးဇူးတင်တယ်ဗျာအားလုံးပဲတည်တံ့တာမှာတခြင်းနားထောင်ပါထပ်ပြောမယ်အားလုံးပဲတည်တံ့တာမှာကြိုးစားပါရေး baby ယောင်ပေါင်းပြီးဘဝတည်တခုနေပန်းစင်ငယ်ပတိရှာတဲ့စိတ်တိုင်းရနေကူစားခဲ့ချိုးမိ